ရန်လာလေးတစ်ခုပြမယ် Oh my holy moly pink guacamole အကုန်လုံးကျိုးတွေရောကောင်းနေတာစ လုံးဝ baby pink မင်းညီမလေးခုနရေချိုးနေရမယ်စီတွေ့ရပေါ့နော် Hello Yo-Yo dryer ရဲ့ Sonic dryer ရဲ့ပိုပြီးတိတောင်နှစ်ဖက်ရှင်ပြီးတော့သုံးပြမယ်ဘယ်ဘက်အချမ်း Yo-Yo နဲ့သုံးမယ်ညာဘက်က Sonic စပယ်မောက်တဲ့ပုံစံတပုံစံနဲ့ပဲသွားထားတယ်ဒါ Yo-Yo dryer သုံးပြီးရလာ result ပါစံသားကနည်းနည်း၆တယ်ပေါ့နော် Sonic ကလေအားကောင်းသလားမမေးနဲ့ Sonic dryer သုံးတဲ့အချမ်းအကြောင်းပိုပြီးစင်းစင်းလေးနဲ့ဆူဆူလေးဖြစ်တယ်တစ်ဖက်ကိုရှင်ကြည့်တော်တော်တိတာတယ်ပေါ့နော်သူကလှယုံနေမဟုတ် close ဆိုဖွင့်ချင်းဆိုအပြရအောင်ချက်နှိမ်လိမ့်မောနှစ်ချက်နှိမ်လှုပ်လေးကို3စက္ကန့်ပြထားလိုက် auto အပူအေးမဟုတ်ပါစံသားထူရသူရှေ့ရသူတွေတော်တော်အဆင်ပြေတယ်ခေါင်းလေးကလည်း magnet လေး dry အောက်က filter လေးကိုလည်းဒီလိုမျိုးတန်းလိုက်ကလေးနဲ့ is အလွယ်တကူဖြုတ်ပြီးတော့3လတစ်ခါအများနဲ့လက်ဆက်နေတဲ့လေလေးထွက်အောင်တန့်စင်ပေးလို့ရတယ် dryer သေးသေးလေးရလေနှစ်တောင် warranty ပါတာသိလားအဲ့ dryer 2,18,000ပဲပေးရတယ်ပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ quality နဲ့ performance ကတော်တော်ကောင်းတဲ့ high degree မှာရှိနေတာပေါ့နော်ကျေးဇူးတင်ပါတယ်တောက်လို့ရတယ်ဒီ page လေးကနေဝယ်လို့ရပါတယ်ဒါပါပဲအပွား